Hello, all my lava. Grade 10, grade 10 grade 10 physics chapter 3 3.5 မှာရှိအရေးကြီးဆုံး free falling motion အပိုင်းလေးကိုရှင်းပြမယ်နော်လွတ်လပ်စွာကျဆင်းနေတော့ reshape မှုအခုဒီချက်ပြောလိုက်မယ်နော်ပုံလေးနဲ့လည်းပြတယ်နော်အပေါ်ကနေအောက်ကိုပြချက်လိုက်ဆိုလို့ရှိရင်မူလအမှတ်ကနေအောက်ကို downward ဆိုရင် hd minus အဲ့ဒါလေးကိုမှတ်ထားမယ်အဲကြောင့် hd minus တော့ g ကလည်းအမြဲတမ်း always minus ပဲ h minus g minus ဘာမှမထားပြီး v equal v naught plus gt v square equal v naught square plus 2gh h square v naught plus gt square နော်ဒါက downward ပြနော်နောက် g က always plus v naught v က plus gt minus နော်ဒီဘက်က downward ဆိုရင် v naught minus အဲ့ဒါလေးတွေကိုဒီချာလေးဒီsimple လေးကိုမှတ်ထားလိုက်လို့ရှိရင်တွက်လို့လွယ်သွားမှာပါ။ဒီဟာထပ်ပြီးတော့ example လေးနဲ့ရှင်းပြလိုက်မယ်နော်။ example မှာ what is the velocity of a stone falling from the height of 20 meter? What is still a rock strike the ground? သူက velocity ဘလောက်လဲကြောက်ခက်တုံးကိုအမြင့်20 meter height ကနေပြစ်လွတ်လိုက်ပြစ်ချလိုက်တဲ့အခါမှာအလင်းဘလောက်လဲမြေကြီးကိုထိရိုက်သွားလို့ရှိရင်အလင်းဘလောက်လဲနောက်တစ်စင်နော်တစ်ခုက how long does the stone take to reach the ground မြေကြီးကိုရောက်ရှိတဲ့အချိန်လဲဘလောက်လဲဟိုကအလင်းမေးတယ်နောက်တစ်ခုကအချိန်ဘလောက် assume that the g equal 10 meter per second square နဲ့ပဲတွက်ပါဘုရားပြောပြီနော်အမြင့် h ကနေပြစ်ချလိုက်တဲ့အတွက် h တန်ဖိုးကိုဒီလိုဘယ်လိုတွက်ပြရမလဲဒီသုံးပုံလေးပြနေတာပါနော်အဲကြောင့်တို့ကိုပြစ်ချတဲ့ပုံစံကဲစဆောင်ဆိုပုံလေးကိုကြည့်စဆောင်ဆုံးရက်နေရာနေပြစ်ချလိုက်တယ်ပြစ်ချလိုက်တဲ့အတွက်ဒီဟာကသူကချက်လိုက်တာသူကမရက်တာကိုချလိုက်တဲ့အတွက်သူဒီ v naught တန်ဖိုးဒီ0ဖြစ်သွားစာချင်းမလို့ကအမြန်တော့0ဖြစ်နေနောက်ပြီးတော့ height ချက်ကတော့ပုံလေးမှာပြတယ်က20 meter minus ဘာလို့ဖြစ်လဲဆို downward ဒီပါဆိုရင် h က minus g လဲ minus ချက်ပြောလိုက်နော်အဲ့လက္ခဏာလေးတွေကိုအသေးမှတ်ပေးထားနာကချက်ပြောထားလိုက်ပါနော်ကဲဒီချက်ကိုစာလေးပြန်မယ်အဲ့တော့ v ဘလောက်လဲပြီးတော့အချိန်ဘလောက်လဲဆိုတာချက် v square ကုန်မယ်ဆိုရင်ကိုက v naught သိတယ် v မသိဘူး h သိရဆိုတော့ h ပါတဲ့ပုံသင်နည်းလေးစဉ်းစားမယ်ဆို v square equal v naught square plus 2gh အဲ့မှာချက်တော့အစားသွင်းမယ်ကြည့်ပါ minus လေးလည်းပါပါတယ်ကဲ0 v square equal to v naught မှာ0ထည့်မယ်2 into minus 10 20 minus 20အဲ့ဒါလေးထည့်လိုက်မယ် v equal to 400 v square equal 400ထည့်လိုက်တဲ့အခါမှာဒီချေတို့ကဘာဖြစ်သွားလဲဆိုတော့ v ပဲလို့ချင်တယ်ဆိုတော့20 meter per second ဟော velocity equal 20 meter per second downward ကဲဒီချေတို့တီးကြမှာသေးတယ်โอเคနော်နားလည်လို့ထင်ပါတယ်ဒီသင်္ကေတပုံသင်နည်းဟောဒီ feeling falling မှာ hd minus ဆိုမှတ်ထားလိုက်လို့ရှိရင်ပြီးသွားပြီဒီဟာလေးရ gd always minus ပြီးသွားတယ်ကဲကြာနောက်တိပါတဲ့ပုံသင်နည်းလေးကို v equal to v naught plus gt v တန်ဖိုးက20 meter per second နဲ့တွက်ပြရ minus နဲ့တွက်ပြရဟုတ်တယ်နော်ဘာလို့လဲဆိုဒီသူဒီပြလို့လိုက်တဲ့အလင်းနဲ့ဆိုတော့သူကအခုပြချတဲ့အချိန်လို့ဆိုရင် v ဒီ minus နဲ့တွက်ပြရနော်အောက်ကိုပြချလိုက်တဲ့အတွက် downward ပြချလိုက်တဲ့ v ဒီ minus နဲ့တွက်ပြပုံလေးမှာလည်းပြပေးထားပါလေအဲ့ဒါကိုရှင်းပြလိုက်ပါမယ်ထည့်လိုက်တယ် g က minus တော့ပြီးသွားပါပြီအဲ့ဒါဆို t equal to 2 second ဟောမတန်းတီရတယ်လေလုံးနဲ့ကြေသွားတော့ t equal to 2 second okay နော်ချက်ပုံမှန်ပါတယ်နော်ဒီချက်ပထမပုံထဲမှာ v ကအောက်ကိုပြစ်ချလို့ရှိရင် v ဒီ minus ဆိုတာချက်ပြောထားပြီးတယ်ကဲ example 6 a ball is thrown with the velocity of 40 meter per second how long does the ball stay in the air what height does it fall a ball ပေါ်တော့ give ကမသွားလို့ပါကဲအပုံလေးကိုကြည့်လိုက်ဘောလုံးတစ်လုံးအပုံပြစ်လို့လိုက်ဆိုတယ်နော်ပြစ်လို့လိုက်တယ်နော်ပြစ်တော့ပြီးတော့ပြန်ကြလေထဲမှာဘာဖြစ်သွားလဲနှစ်ခါအမြင့်ဆုံးအမှတ်ကိုရောက်ရှိသွားတယ်
ပြီးအောက်ပြန်ကျအဲ့ဒါလေးကိုတက်ကဲပြန်ကြတော့ပေါ့ပြလိုက်တယ်40မှာဟုတ်တယ်အခုအမြင့်ဆုံးရောက်ရင် T1 မှာနောက်တစ်ခုတက်ရောက်ရင် T2 အဲ့တစ်ခုပေါင်းပေးလိုက်လဲရနှစ်မြောက်လဲရအဲ့ဒါလေထဲမှာကြာချိန်ပဲ height distance ဖြစ်တော့သူကဘလောက်အမြင့်ပြစ်လွတ်လိုက်တယ်ဆိုတော့အမြင့်ဆုံးမှတ်ကိုလည်းမေးပါလေချက်ဆက်စလုံးဆုံးရှင်းလို့နော် v equal to v ဒီဒီမှာရက်နေရနဲ့စပြတဲ့ v တန်မိုးဒီလောက်လဲ40 meter per second နော် positive တွက်ပြန် g ကတော့ minus 10 meter per second square ချက်ပြောလိုက်နော်ဒီ minus လို့ကဲ v equal to အမြင့်ဆုံးမှတ်ရောက်သွားပြီဆိုရင် v တန်မိုးဒီ0 highest point t equal to နော် t equal to ဘယ်လောက်လဲ h equal to ဘယ်လောက်လဲကဲတွက်လိုက်ပါဦး v equal to v naught plus gt ကဲအစားတွက်လိုက်တော့မယ် v naught နေရာမှာ40နော် g နေရာမှာ minus 10 t တွက်လိုက်မယ်โอเคနော်ဟိုဘက်ရောက်တော့ plus 10ဖြစ်သွားပါ 10t 40 v equal to 4 second ဒါပေမဲ့ဒီတစ်ပိုင်းမှာအမြင့်ဆုံးရောက်သွား4 second ပဲရတယ်အပြင်ကျသွားတယ်အချိန်လည်းပါတယ်ဆိုတော့ရှင်းရှင်းလေးပါအမြင့်ဆုံးမှဒီနေရာပဲပြန်ကျတယ်မူလနေရာပဲပြန်ကျတဲ့အတွက်သူဒီနှစ်နဲ့မြောက်ရင်8 second ကျသွားမှာပါ total time 3 into 4 second 8 second နားလည်မယ်နော်ကဲသူ့ရဲ့အမြင့်လေးအမြင့်ဆုံးမှတ်ထိသူကရောက်ရှိနိုင်တယ်မေးတာပါကဲ h ပါတဲ့ပုံစံလေးနဲ့ဒီ3မျိုးကိုကြက်ထားတဲ့ပုံစံမျိုးနဲ့လေတွက်ကြည့်ရအောင် v equal to v naught square plus 2g အရေးရပါနော်ဘာလို့ 3g ဖြစ်သွား2g ရေးပါကဲချေလို့အစားသွင်းမယ်0 v naught နေရာမှာ40ပေးထားပြီနော် g နေရာမှာ minus 10ကဲကိုရောက်ရင် plus နောက်6ရဲ့ပဏိဟာဝါကိုရောက်တော့ပဏိဟာဝါကဲ h တန်မိုးဒီ80 meter ရောက်သွားပါပြီလွတ်နေပါကိုမှတ်ထားမယ်ဟာလေးရတော့ v naught ဒီဒါဆက်စောက်ဆုံးဒီသူကပြစ်လွတ်လိုက်တဲ့အတွက် v naught ဒီ plus ရက်နေရပြစ်လွတ်လိုက် g တန်မိုးက minus g က minus ဆိုတာကိုကထားမယ်နော် is a five minute city အမေးလဲညားပါနော်ဒါကြောင့်နားလည်မယ်လို့လဲထင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်